What's up guys MC ပါဒီနေ့ထွက်ခဲ့တဲ့မြဂိမ်းနေတဲ့မှာတစ်နှစ်တာအကောင်းဆုံးဂိမ်းတွေအများကြီးရှိပါတယ်အဲ့ဖဲကမှာဒီ Mobile Game of the Year nominees လောက်ခံထားရတဲ့ game 5ခုရှိတယ်အဲ့5ခုကိုဒီနေ့ review ပေးတော့မှာဖြစ်ပါတယ်Okay ပထမဆုံး game အနေနဲ့ကတော့ Destiny Rising ဒီ game ကတော့ Destiny Universe ကို mobile မှာအကျဉ်းပရန်ချပြထားတာဖြစ်ပြီးတော့ Skyfire RPG looter shooter game မျိုးစားပဲဖြစ်ပါတယ် First person third person နှစ်မျိုးစလုံးဆော့လို့ရပြီးတော့ single player co-op PvE PvP mode မျိုးစုံရှိပါတယ် storyline အနေနဲ့ကတော့ပျက်စီးသွားတဲ့ Dark Age ပြီးတဲ့နောက်မှာလူသားတွေကမပြည့်မစုံတဲ့အခြေအနေမှာပြန်လည်တည်ဆောက်နေထိုင်ကြပါတယ် player အနေနဲ့ကတော့ host တစ်ခုကနေပြန်လည်ရှင်းသန်အောင်လုပ်ပေးထားတဲ့ light barrier တယောက်အနေနဲ့ကစားရမှာဖြစ်ပြီးတော့ရှင်းသန်ကြံရစ်တဲ့လူတွေကိုကာကွယ်ပေးရမှာဖြစ်ပါတယ် Heaven ဆိုတဲ့စိတ်ချတဲ့နေရာထဲမှာလူတွေပြန်လည်တည်ဆောက်နေကြပေမဲ့ Hive, Fallen, Vest, Cable လိုမျိုးအနေရှိတဲ့ enemy တွေကလာရောက်တိုက်ခိုက်မှာဖြစ်ပြီးတော့ပြည်သူတွေကိုသူတို့လက်ကနေကာကွယ်ရမှာဖြစ်ပါတယ်လူသားအနာဂတ်တစ်ခုကိုတည်ဆောက်ရင်းနဲ့ကိုဘဝကိုဖျက်ဆီးရမှာဖြစ်ပြီးတော့အဲ့လို game ကို Destiny Rising လို့ပဲခေါ်ရဖြစ်ပါတယ်ဒီ Destiny Rising ကတော့ mobile platform ပေါ်မှာနာမည်ကြီးပြီးသား game ဖြစ်ပြီးတော့အခုဆိုလို့ရှိရင်လည်းကျွန်တော်တို့ the game of the year တဲ့မှာ nominees တဲ့မှာပါလာတဲ့ပထမဆုံး game ပဲဖြစ်ပါတယ်ဒုတိယ game အနေနဲ့ကတော့ Persona 5 The Phantom X game လေးပဲဖြစ်ပါတယ်ဒီ game လေးရတယ်အကုန်လုံးနဲ့ယူနီမယ်လို့တော့မျှော်လင့်ပါတယ်ဒီ game ကနည်းနည်းလေးတော့ animation စံတာမို့လို့ animation ကြိုက်သူတွေအတွက်ကိုတော့ပို့ပြီးတော့ကောင်းမယ်လို့မျှော်လင့်ပါတယ် storyline လေးကိုအချင်းချင်းပြီးပြောပြမယ်ဒီ storyline အနေနဲ့ကတော့ကျောင်းသားတစ်ယောက်ကပြဿနာတစ်ခုလုံရင်းနဲ့မှားပြီးတော့ဆွဆွဲခံရတာပေါ့နော်ဒီအဲ့လိုမှားပြီးဆွဆွဲခံရပြီးတော့တိုချိုကျောင်းတစ်ခုကိုအပုတ်ခံလိုက်ရပါတယ် normal ကျောင်းသားဘဝကိုဖျက်ဆီးမှုလောက်ရကနေပြီးတော့ persona ဆိုတဲ့ super power ကြီးတစ်ခုကိုမြန်မာလိုကြီးရရှိလာခဲ့ပါတယ်အဲ့ power ရပြီးတော့သူနဲ့သူ့တငယ်ချင်းတွေဖွဲ့ထားတဲ့ Phantom Thief ဆိုတဲ့အဖွဲ့ကဒီကျွန်တော်တို့လက်ရှိ verse မဟုတ်ဘဲနဲ့ metaverse မှာလူတွေရဲ့အကျင့်ပြတ်မှုတွေကနေပြီးတော့ပုံပြောင်းလာတဲ့ monster အကောင်ကြီးတွေရှိတယ်သူတို့ရဲ့နှလုံးသားတွေကိုတိုက်ခိုက်ပြီးတော့ခိုးယူရမှာဖြစ်ပါတယ်အဲ့လိုမျိုးတိုက်ခိုက်ခိုးယူနေနေကျွန်တော်တို့ရဲ့ဒီ super power ရရှိလာတဲ့ဘဝကြီးကိုဖျက်ဆီးရမယ်တစ်ဖက်မှာဆိုလို့ရှိရင်လည်းပုံမကောင်းမွန်တဲ့ဘဝကိုဖန်တီးဖို့အတွက်ကိုကိုယ့်ရဲ့ life ကိုလည်း approve လုပ်မှာပဲဖြစ်ပါတယ်ဒီကျွန်တော်တို့ fighting တွေ play တာဘာညာမရှိဘူးဆိုလို့ရှိရင်တော့ရိုးချောင်းသားလေးတစ်ယောက်ဖြစ်မှာဖြစ်ပြီးတော့ကျွန်တော်တို့အပြင်မှာကောင်းမလေးနဲ့တွတ်ထိတ်တာတွေကျွန်တော်တို့အပြင်သွားတာတွေကောင်းကောင်းမွန်မွန်အပြင်မှာကစားနေတာတွေတကယ်ချင်းနဲ့စကားပြောနေတာတွေလူတစ်ယောက်လိုပဲဖြတ်တန်းရမှာဖြစ်ပြီးတော့အချိန်မှအလုပ်တွေလုံရင်းကြောင်းသွားရင်တကယ်ချင်းနဲ့စကားပြောရင်းနဲ့ပုံမှန်ဘဝလေးကိုဖြတ်တန်းရမယ် Persona 5 ဆိုတဲ့ game လေးပဲဖြစ်ပါတယ်ဒီ game လေးကလည်းအခု Game of the Year nominees ထဲမှာပါဝင်လာပြီးတော့တော်တော်လေးကိုဆော့လို့ကောင်းတဲ့ game တစ်ခုထဲမှာပါပါတယ်ဆော့ကြည့်ဖို့တော့ကိုအကြံပေးခြင်းပါတယ်နောက်ထပ် game ကတော့အားလုံးပဲစောင့်မျှော်နေကြပြီးတော့အားလုံးပဲအခုလဲဆော့နေကြပြီဖြစ်တဲ့ Sonic Rumble ဆိုတဲ့ game လေးပဲဖြစ်ပါတယ် storyline ကတော့ရိုးရှင်းတယ်ဒီ Dr. Eggman ဆိုတဲ့လူတစ်ယောက်ကဖန်တီးထားတဲ့ကဘာကြီးထဲမှာဒီ Last Survivor ပေါ့နော်ကိုရီကလုံးဝနောက်ဆုံးရှင်ကျန်သူတွေဖြစ်အောင်ရှင်ပြန်ရမှာပဲဖြစ်ပါတယ်ဒီအခန်းပေါင်းစုံပါမယ်လှည့်ကွက်ပေါင်းစုံပါမယ်ကျွန်တော်တို့မြင်အောင်ပြောမယ်ဆိုလို့ရှိရင်တော့ Sausage Guide တို့ဘာလို့နဲ့တပုံစံနဲ့ပဲပေါ့နော်ဒီ Sonic character တွေတဲကထောင်နေရနေပြီးတော့စော်ကစားရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ Sonic ကအကောင့်တွေအများကြီးရှိတယ်အဲ့ထဲမှာကျွန်တော်တို့ player ပေါင်း32ယောက်တိတိတိုင်ပွဲဝင်ရမှာဖြစ်ပြီးတော့ gold ring အများဆုံးစုနိုင်တဲ့လူကအနိုင်ရရှိမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ game က Stammer Guide တွေ Sausage Guide တွေနဲ့ကွာတာတစ်ခုပဲ Stammer Guide ကကြတော့အရင်ဆုံးပြိုင်တဲ့လူနိုင်တာဘာညာဒါပေမဲ့ဒီ Sonic မှာကတခုပို့ပြီးတော့တိုးလာတာကကျွန်တော် gold ring တွေကိုပထမဦးဆုံး round နဲ့စဆူရတာနောက်ဆုံး round မှာအများဆုံးရတဲ့လူကအနိုင်ရတာအရင်ဆုံးလည်းဝင်ဖို့လိုတယ်ဒီ gold တွေအများဆုံးစုထားဖို့လည်းလိုတယ်ပေါ့နော် anyway ဒီကောင်ကလည်းအပြင်းပြေဆော့မယ်ဆိုလို့ရှိရင်ဆော့လို့ကောင်းတဲ့ game တစ်ခုဖြစ်တာမို့လို့ဆော့ကြည့်ဖို့တော့အကြံပေးချင်ပါတယ် Okay နောက်ထပ် game လေးတစ်ခုကိုကျွန်တော်ဆက်သွားလိုက်အောင်နောက်ထပ် game လေးတစ်ခုအနေနဲ့ကတော့နည်းနည်းလေးကျွန်တော်တို့ mobile မှာဘတော်ကမှမထွက်လာဘူးတဲ့ပုံစံလေးတစ်ခုနဲ့ထွက်ရှိလာတဲ့ game Uma Musume Pretty Derby ပဲဖြစ်ပါတယ် Okay ဒီ game ကလည်းကျွန်တော်တို့ဒီ gamer တွေကြားထဲမှာတော်တော်လေးကိုခက်စားတယ်ပေါ့နော်ဒီ PC version အနေနဲ့လည်းတော်တော်လေးကိုမိုက်ခဲ့တဲ့ game လေးတစ်ခုပဲဖြစ်ပါတယ်အရင်ဆုံးကျွန်တော် storyline လေးကိုရှင်းပြမယ် storyline အနေနဲ့ကတော့ဒီ legendary horse တွေဗျာလုံးဝသမိုင်းလာမြင်းနေရှိတယ်အဲ့မြင်းတွေကတေသွားပြီးနောက်ပိုင်းမှာဒီ Uma Musume ဆိုရဲအနိုင်ကာလိုက်တာလေးတွေအနေနဲ့ပြန်လဲမွေးဖွားလာတာပဲဖြစ်ပါတယ်အဲ့ပြန်လဲမွေးဖွားလာတဲ့အချိန်မှာသူတို့တွေအကုန်လုံးကဒီ Tracer Academy ဆိုတဲ့အကြောင်းကိုတက်ကြရပါတယ်ဆိုတော့အဲ့အကြောင်းကိုတက်ရင်လည်းအဲ့အကြောင်းကဘာလုပ်တဲ့အကြောင်းလဲဆိုတော့အပြေးပြိုင်ပွဲကိုအထူးပြုတဲ့အကြောင်းတစ်ကြောင်းဖြစ်ပါတယ်အဲ့ထဲမှာကျွန်တော်တို့မြန်မာသားအင်္ဂလိပ်စာသင်ချာပထဝီတမိုင်းဘာမှသင်ရမလို့ပဲနဲ့အပြေးပြိုင်ရင်အတန်းတက်မဲ့အကြောင်းလေးပဲဖြစ်ပါတယ်
ဆိုတော့အဲ့အပြေးပြန်အထူးပြုတဲ့အကြောင်းထဲမှာမှကျွန်တော်တို့ player အနေနဲ့ကတော့သူတို့တွေအကုန်လုံးကို train ပေးရမယ် trainer ဆရာတယောက်အနေနဲ့ကနေကစားရမှာဖြစ်ပြီးတော့ဒီသူတို့ဒီဥမာမူဆူမေတွေအကုန်လုံးကိုတန်မာလာအောင်လုပ်ပေးရမှာပဲဖြစ်ပါတယ် gameplay အနေနဲ့ကတော့ဒီကောင်က storytelling strategy နဲ့ management တွေကိုရောနှောထားတာဖြစ်ပြီးတော့ training simulation တွေလုပ်ရမယ် story event တွေရှိမယ် racing တွေရှိမယ် player versus player ပြီးကြလို့ရှိရင် player versus environment အကုန်လုံးပြိုင်လို့ရမယ်ပြီးကြလို့ရှိရင်ဒီ game နဲ့မှာလည်းထပ်ပြီးတော့ပဲ gacha system လဲပါတာမို့လို့ဆော့လို့ကောင်းပြီးတော့ထူးခြားတဲ့ game design နဲ့ game တစ်ခုဖြစ်တာမို့လို့ဆော့ကြည့်ဖို့အကြံပေးခြင်းပါတယ်ဒီ game ကဘာဖြစ်လို့ game of the year nominees ဝင်လဲဆိုတာကတော့ game ဆော့ကြည့်မယ်ဆိုလို့ရှိရင်နည်းနည်းမေးခွန်းကတော့မေးစရာတော့လိုမယ်တော့မထင်ဘူးဘာဖြစ်လို့လဲဆိုတော့အထဲမှာ graphic တွေ storyline တွေလုပ်ပြီးထားတဲ့ storytelling လေးတွေကအရင်ကစိတ်ဝင်စားဖို့ကောင်းတာမို့လို့စွမ်းဆော့ကြည့်ဖို့အကြံပေးခြင်းပါတယ်โอเคနောက်ဆုံး CI အနေနဲ့ကတော့ Wuthering Waves ဖြစ်ပါတယ်ဒီ game ကတော့ကျွန်တော်အများကြီးပြတယ်လိုမယ်လို့တော့မထင်ပါဘူးလူတိုင်းဒီမှာဆော့လို့ပြီးလောက်ပြီပေါ့နော်โอเคဒါပေမဲ့လည်းကျွန်တော်တာဝန်ရအရင်ဆုံး storyline လေးပြပြမယ် storyline အနေနဲ့ကတော့ Ball Solaya 3ဆိုတဲ့ကဘာကြီးကဒီလက်မှန်ဆိုတဲ့ကပေးကြောင်ပျက်စီးသွားခဲ့ပါတယ်ဒီ player အနေနဲ့ကတော့ဒီ Wanderer တယောက်အနေနဲ့ဆော့အောင်မှာဖြစ်ပြီးတော့အတိတ်ကဖြစ်ခဲ့တဲ့မှတ်ဉာဏ်တွေဘာမှမရှိတော့ဘဲနဲ့ကဘာကိုခီးပတ်သွားရင်းနဲ့မှတ်ဉာဏ်တွေကိုပြန်ရှာဖွေရမှာဖြစ်ပါတယ်ဒီ storyline ကနည်းနည်းလေးကျွန်တော်ရင်းနှီးသလိုတော့ရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ X-Men ကားထဲမှာလည်း X-Men character တိုင်းကလည်းအဲ့လိုမျိုးပဲပေါ့နော်ဆိုတော့ဒီလိုပါပဲပေါ့โอเคကျွန်တော်တို့ပျောက်သွားတဲ့မှတ်ဉာဏ်တွေကိုပြန်ရှာရင်းနဲ့ဒီ resonator ဆိုတဲ့ character တွေကိုလိုက်စုဆောင်အောင်မှာပဲဖြစ်ပါတယ်ဒီ resonator တိုင်းမှာလည်းသူတို့ရဲ့ spell သူတို့ရဲ့ character သူတို့ရဲ့ storyline သူတို့ရဲ့ဇာတ်လမ်းတသက်စီရှိပြီးတော့ monster တွေနဲ့တိုက်ခိုက်ရမှာပဲဖြစ်ပါတယ်ဒီလက်မှန်ဆိုတဲ့ကဆိုးကြီးလားဘာကောင်ကြီးလားအဲ့ကောင်ကြီးကိုကျွန်တော်တို့ကရှာဖွေရမှာဖြစ်ပြီးတော့ဒီ Freddy's ဆိုတဲ့လူဆိုးအဖွဲ့ကနောက်ထပ်လက်မှန်ကြီးတစ်ခုကိုဖန်တီးလို့လုပ်နေတာကိုဖန်တီးလို့မဖြစ်အောင်ဒါမှမဟုတ်ဘူးဆိုပျက်စီးအောင်ကျွန်တော်တို့ကလိုက်လံတားဆီးရမှာပဲဖြစ်ပါတယ် gameplay အနေနဲ့ကတော့ free to play RPG အမျိုးအစားကိုမှ gacha system ပါမယ် open world type မျိုးစားဖြစ်မယ် combat အနေနဲ့ကတော့ first based game type ဖြစ်ပြီးတော့ combat ကြကြ graphic ကောင်းကောင်းနဲ့ပြီးနိုင်မစည်းနိုင် share တီးရမယ် game ကောင်းလေးတစ်ခုဖြစ်မယ်လို့တော့မျှော်လင့်ပါတယ်ဒါပေမဲ့ဒီ game of the year nominees ထဲမှာဒီ9ခုလုံးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ကတော့ Wuthering Waves ကိုပိုကြိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီ Wuthering Waves ကဆော့ရတဲ့နေရာမှာလည်းstrong ဖြစ်တယ်ဒီ graphic လည်း strong storyline လည်း strong နဲ့အကုန်လုံးကြီးက strong နေပေါ့နော်ကျွန်တော်အနေနဲ့ကတော့ဒီ Destiny Rising ထက်ကို Wuthering Waves တော့ပုံဖမ်းပါတယ်ကဲဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေကရော Game of the Year ဘယ်သူများရသွားမလဲဘယ်ကောင်တွေအားနေပြီးတော့ဘယ်ကောင်တွေအားတာလဲဆိုတာကို comment ထဲမှာညင်းခုန်ခဲ့လို့ဝေဖန်ခဲ့လို့ရပါတယ်အခုကျွန်တော်ပြပြသွားတဲ့ game လေးတွေကိုကြိုက်တယ်ဆိုလို့ရှိရင်တော့ channel လေးကို like and subscribe လုပ်ခဲ့ပေးပါ okay ပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကောင်းမွန်တဲ့ Christmas လေးဖြစ်ပါစေဆိုပြီးတော့တခါလေးဆုတောင်းပေးလိုက်ပါတယ်